မနက်ဖြန်21ရက်နေ့မှာငလင်ကြီးအကြီးကျယ်လှုပ်မယ်တဲ့မှုန်တိုင်းတွေအကြီးကျယ်တိုက်မယ်တဲ့သားတို့သမီးတို့ကြီးအချို့ကလည်းအထုပ်တွေထုတ်ကြပြေးကြလွှားကြနဲ့ဖြစ်နေကြတယ်ကွနော်ဟိုဒီသတင်းကတက်နေတာကြာပြီကွဘာကြီးလဲမပြောဘူးလို့နေတာလေကိုယ်နဲ့လည်းမဆိုင်ဘူးပေါ့လွန်ခဲ့တဲ့အရက်20လောက်တည်းကဒီသတင်းကတက်နေတာကွနော်အဲ့တော့ဘာကြီးကကိုယ်နဲ့မဆိုင်ဘူးဒီဥစ္စာလည်းမဖြစ်နိုင်ဘူးပေါ့နေတာအခုကျတော့လူကတကယ်ယုံပြီးတော့တကယ်ပြေးကြလွှားကြတကယ်အထုပ်တွေထုတ်ကြဘာကြီးကိုလည်းဖုံးနေစကြတယ်ဘာကြီးမပြေးသေးဘူးလားဘေးလို့ရမှာနေနော်အိမ်မောင်မနေနဲ့အိမ်အောက်မှာဆင်းနေနေဆိုတော့ဒါတော်လူတွေထိတ်လန့်ကုန်ပြီကွဒါမှမဟုတ်ဘာကြီးကပြောမှရတော့မှမလို့ဝင်ပြောတာသားတို့သမီးတို့ကြီးငလျင်လှုပ်တယ်ဆိုတာကိုဘယ်ပညာရှင်အမှကြိုတင်ပြီးတော့ခံမှန်းလို့မရဘူးကွနော်အဲ့မိုးရွာမယ်လေတိုက်မယ်ဆိုတာကိုပဲကြိုတင်ခံမှန်းလို့ရတယ်ဒါပေမဲ့မိုးရွာမယ်လေတိုက်မယ်မှုန်တိုင်းကြမယ်ဆိုတာလေဒီမှာအမြင်ပဲဘင်္ဂလားပင်လယ်အော်မှာလေဖိအားနဲ့တော့မရှိဘူးကွနော်လေပူလေတိုင်းတွေပဲရှိတယ်ဘာမှုန်တိုင်းမှမရှိဘူးဒါကြောင့်မလို့မနှက်ဖန်လုံးဝလေတိုက်เสียမှုန်တိုင်းတိုက်เสียအကြောင်းမရှိဘူးသားတို့သမီးတို့ကြီးငရင်လှုပ်တယ်ဆိုတာတော့ကွာငရင်လှုပ်တာတော့ငရင်ကြီးလှုပ်ပြီးတဲ့အသေးလေးကနှိမ့်တိုင်းလှုပ်နေတာပဲမနှက်ဖန်21ရက်နေ့မှလည်းလှုပ်ချင်လှုပ်မှာပဲဒါပေမဲ့ဒါလည်းအသေးမွားလေးပဲဖြစ်မယ်ကွနော်ငရင်ကြီးလှုပ်ပြီးရင်ငရင်လေးတွေပဲလှုပ်ဖို့ရှိတယ်သားတို့သမီးတို့ကြီးရေထဲကိုခဲတစ်လုံးပစ်ချလိုက်ကွာပထမတော့လှိုင်းအကြီးကြီးတွေသွားတာပေါ့နောက်တစ်ဖြည်းဖြည်းနဲ့လှိုင်းလေးကတေးသွားအဲဒီသဘောပဲရှိတယ်သားတို့မျိုးအားကြောင့်မလို့မနှက်ဖန်ကသူတို့ပြောတဲ့ငရင်ကြီးတွေလှုပ်မယ်ဆိုတာမဖြစ်နိုင်ဘူးကွနော်မှုန်တိုင်းတိုက်မယ်ဆိုတော့လုံးဝမဟုတ်ဘူးသားတို့သမီးတို့ကြီးဘာကြီးအသက်နဲ့လဲပြီးတော့အာမခံတယ်သားတို့သမီးတို့ရဲတင်းနေကြပါအထုပ်တွေထုတ်ထားတဲ့သားသမီးတွေလည်းအထုပ်တွေပြန်ပြီးကိုယ့်အိမ်မှာပဲကိုရဲတင်းနေနော်ဘာမှမှုန်တိုင်းတိုက်ဆရာမလိုဘူးအဲ့ဒီကောလာဟလာတွေကိုယုံနေတာနဲ့ဟိုဘာကြီးတို့မှာအမဲတန်းထိတ်လန့်နေရတယ်ကိုကြီးလန့်စာသားတွေဖြစ်နေရတယ်နော်ဒါမှမဟုတ်ဘာကြီးကမပြောမဖြစ်တော့လို့ပြောရတာသားတို့သမီးတို့ကြီးဒီလိုကိစ္စမျိုးတွေဘာကြီးကပြောခဲ့တယ်ကွနော်ဟိုသူများကိုအနှောက်အယှက်ဖြစ်အောင်လည်းဘာကြီးမပြောချင်ဘူးသူတို့ကဘာဖြစ်လဲဆိုတော့သူကပတ်စံအကောက်ဖွင့်ထားတာပဲပတ်စံအကောက်ဖွင့်ထားတော့ငရင်လုံးမယ်21ရက်နေ့မှာငရင်လုံးမယ်ဘာညာပြောတော့ share တဲ့လူတွေက share ကြ like တွေပေးကြဟို comment တွေရေးကြဆိုတော့သူတို့မှာဟို follower တွေတက်တယ်ဟို view တွေတက်တယ်ပေါ့ကွယ်အဲ့ဒါသူပတ်စံရတယ်လीမနေ့က21ရက်နေ့မှာငရင်မလှုပ်ဘူးမိုးမရွာဘူးဆိုရင်သူတို့ဆဲကြမယ်ဝိုင်းဆဲရင်လည်းသူတို့ view တွေကတက်တာပဲကွယ်တက်ရင်ပတ်စံရတာပဲအဲ့တော့သူတို့ပထမတင်တဲ့ခါမှာလည်းသူတို့ပတ်စံရတယ်နောက်သူတို့ဝိုင်းဆဲရင်လည်းပတ်စံရအောင်ပဲသားတို့တို့ကြီးအားကြောင့်မလို့သူတို့ပတ်စံရရေးအတွက်သူတို့ view တက်ရေးအတွက်သူတို့ဟို follower တက်ရေးအတွက်သူတို့ကြုံဝါတွေရေးတာအဲ့ဒါကိုမယုံရပါနဲ့လို့သားတို့အဲ့ဒါဘာကြီးကပြောလို့တာပါကွယ်သားရဲ့သမီးတွေမယုံဘူးလို့ထင်တာကွယ်အခုကြောင့်တကယ်ကိုဖုံးဆက်တဲ့လူတွေကဆက်ပြေးတဲ့လူတွေကပြေးအဲ့လိုဖြစ်နေကြတဲ့သားတို့သမီးတွေဒါကြောင့်မလို့ဘာကြီးအသက်နဲ့လဲပြီးအာမခံပါနဲ့လို့မနှက်ဘာမှမဖြစ်စေရပါဘူးလို့ဘာကြီးကပြောလို့တာပါသားတို့အားလုံးကျဲမှချမ်းသာကြပါစေလူဝဆန္ဒပြေးပါကြပါစေ